relationship တစ်ခုမှာတဦးနဲ့တဦးကြားဆက်ဆံရေးကိုလင်းမြန်စွာဖျက်ဆီးပေးနိုင်တဲ့အရာကတော့ကိုယ့်ရဲ့ခံစားချက်တွေကိုမထုတ်ဖော်ပြဘဲနဲ့တင်စီထားခြင်းပဲဖြစ်ပါတယ်။ကြားဖို့မှာပါနေရနဲ့ဝေးဆိုပြီးတော့မှလူတွေကပြောကြတယ်။အဲ့ဒါဘာလို့လဲဆိုရင်အဓိက emotional distance စိတ်ပိုင်းဆိုင်ရာအကွာအဝေးတစ်ခုဖြစ်သွားပြီးတော့မှ relationship ရဲ့ဆက်ဆံရေးဟာတတ်မဝင်တော့ဘဲနဲ့ဖြစ်သွားပါတယ်ပေါ့နော်။ကျွန်တော် story ကပြောမယ်ဆိုရင်ကျွန်တော်ဟိုးရင်ကလေးကကျွန်တော်ရဲ့ဒီစိတ်ခံစားချက်တွေကိုအမြဲတမ်းမပြောဖြစ်ပါဘူး။တကယ်စိတ်ထဲမှာကိုကအရန်ခဲဖြစ်နေရဆိုရင်တော့ကျွန်တော်ကအပြင်မှာထုတ်မပြတတ်ပါဘူး။ဥပမာအနေနဲ့ပြောပြမယ်ဆိုရင် jealous ဖြစ်တယ်ဆိုတဲ့ဒီတဝင်းတူစိတ်နည်းနည်းလေးပေါ်လာရင်တော့ကျွန်တော်ကဘယ်တော့မှ open မလုပ်ပါဘူး။ open လုပ်လိုက်ရင်ကျွန်တော်က weak ဖြစ်တယ်အားနည်းတယ်နောက်ပြီးတော့လည်းမရင်ကျက်ဘူးဆိုပြီးတော့မှယုံကြည်ခဲ့လို့ပေါ့နောက်ပိုင်းမှာကျွန်တော်တကယ်နားလည်ခဲ့တာကအဲ့လိုမျိုးတဝင်းတူစိတ်ပေါ်လာတိုင်းကိုကျွန်တော်က weak ဖြစ်တယ်လို့ပြောလို့မရပါဘူးတကယ်တမ်းအဲ့ဒါကလည်းကျွန်တော်တို့တကယ်ချစ်လို့တကယ်ဂရုစိုက်လို့ကျွန်တော်တို့အတွက်အရေးပါတဲ့လူမို့လို့အဲ့ကနေပေါ်ပြီးတော့မှခံစားချက်ကပေါ်လာတာပေါ့နော်ကျွန်တော်တို့အတွက်အရေးမပါတဲ့လူတွေဆိုရင်ကျွန်တော်တို့ကတုံတောင်ဂရုလည်းစိုက်မှာမဟုတ် emotional ပေါ်လာမှာမဟုတ်ဒါပေမဲ့လည်းကျွန်တော်ပြောချင်တာဟာကိုယ့်စီမှာခံစားချက်ပေါ်လာတိုင်းသူများကိုသွားပြီးပြဿနာရှာနေတာမဟုတ်ဘူးပေါ့နော်နောက်ပြီးတော့လည်းတုံးနဲ့တူအလိုမကျတဲ့အချိန်ကျရင် argument တွေဖြစ်လာပြီးဆိုရင်လည်းဘယ်ဟာမှန်လဲမှားလဲဖြစ်တယ်နဲ့မဖြစ်တယ်ဘူး logic နဲ့ပဲဖြေရှင်းပြီးတော့မှကိုယ့်ရဲ့တကယ်စိတ်ခံစားချက်အားလုံးကိုလက်လူရှုမိခဲ့တယ်ပေါ့နော်နောက်ပြီးတော့လေကိုယ့်ရဲ့တကယ်စိတ်ခံစားချက်တွေကိုပြောပြလိုက်ပြီးဆိုရင်လေ conflict တွေစကားများတွေပိုလာဖြစ်လာပြီးတော့ငါ့အောင်များထားသွားမလားဒီ relationship ကြီးကပြတ်သွားမလားဆိုတဲ့စိတ်ပူချက်တွေနဲ့ပြောပြလိုက်ပြီးပေါ့နော်ကိုက relationship တစ်ခုကိုကာကွယ်နေရလို့ထင်ကောင်းထင်နေပေမဲ့ဒါပေမဲ့တစ်ဖက်မှာကျွန်တော်တို့မတိလိုက်တာကလေကျွန်တော်တို့ဒီ emotional distance ပေါ့နော်စိတ်ပိုင်းဆိုင်ရာအကွာအဝေးတစ်ခုသွားပြီးတော့မှတိဆောက်လိုက်တာဖြစ်သွားပါပြီအခုကြည့်နေကြတဲ့လူတွေလည်းဂျုံမှုပါတူနဲ့တူအဲ့လိုရန်ဖြစ်ပြီးသွားပြီဆိုရင်ပို့ပြီးတော့မှ close ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါမျိုးအဓိကတော့လေကျွန်တော်တို့ကစစချင်းစကားများတယ်ဘာညာညင်းပွားရတော့ရှိမှာပဲဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုလုပ်လိုက်တဲ့ချိန်မှာတူနဲ့တူကြားမှာကျွန်တော်တို့ကဒီစိတ်ပိုင်းဆိုင်ရာပို့ပြီးနားလည်လာတဲ့ချိန်ကျတော့ next level ပို့ပြန်တက်သွားတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့လေ relationship တစ်ခုမှာပိုကောင်းတဲ့ stage ကိုရောက်ဖို့အတွက်ကျွန်တော်တို့ကပြောတဲ့ hard conversation တွေ emotion တွေဆိုတဲ့ဥစ္စာတွေကထုတ်ပြရပါတယ်။နေရနဲ့ way မဖြစ်ချင်ဘူးဆိုရင်စိတ်ခံစားချက်တွေဖော်ပြတတ်ဖို့လိုအပ်ပါတယ်။ကျွန်တော်ရှောင်ထွက်လို့လည်းမရပါဘူး။ခုကြည့်နေကြတဲ့လူတွေလည်းကိုယ့်ကိုရိုးရိုးသားသားမေးကြည့်ပါပေါ့နော်။ကိုချစ်တဲ့သူတွေစီကနေကိုယ့်ရဲ့ခံစားချက်တွေကိုဘယ်လောက်များအကြကြဖုံးမိနေခဲ့လဲပေါ့။အကယ်၍အဲ့လိုလုံးနေတယ်လို့ခံစားမိတယ်ဆိုရင်သူတို့ကိုစပြီးတော့မှဖြည်းဖြည်းချင်း open လုပ်ကြည့်ပါ။သူတို့ open လုပ်တဲ့ချိန်ကျရင်လည်းကိုကစိတ်ရှိရှိလေးနဲ့နားထောင်ပေးကြည့်ပါအဲ့လိုဖြည်းဖြည်းလှုပ်ရင်းနဲ့ relationship ကပို့ပြီးတော့မှအသက်ဝင်လာပြီးတော့မှပို့ပြီးတော့နီးစပ်လာတယ်လို့ခံစားရမှာပေါ့နော်ဒီစိတ်ခံစားချက်တွေကိုဖုံးဝယ်ခြင်းကလည်း relationship တစ်ခုတည်းမှာလည်းမဟုတ်ပါဘူးဒီမိသားစုတွေကြားမှာလည်း side effect ရှိပါတယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်မနေ့ပြင် video ဆက်တင်သွားမှာမို့လို့ follow button လေးနှိပ်ထားပြီးတော့မှစောင့်မျှော်နေလို့ရပါတယ်